မင်္ဂလာလက်ဖွဲ့အဖြစ်နဲ့ရွှေဆယ်ချက်သားရကြောင်းပြောလာတဲ့မေပကြီးပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မေပကြီးဟာမကြာသေးခင်ကခမ်းနားစွာနဲ့မင်္ဂလာဆောင်လိုက်တာကိုအားလုံးသိကြမယ်လို့ထင်ပါတယ်မေပကြီးဟာယောက်ျားရကံကောင်းသူတစ်ယောက်ဖြစ်ပြီးသူမစိတ်ထိုက်သူမကိုလိုချင်တာမှန်သမျှဖြည့်ဆည်းပေးတဲ့သူကိုလက်တွဲခွင့်ရခဲ့တာဖြစ်ပါတယ်မေပကြီးဟာဆိုရင်တော့သူမရဲ့မင်္ဂလာဆောင်ကိုလည်းမွန်ရိုးရာအတိုင်းလုပ်ခဲ့သလိုသူမမင်္ဂလာဆောင်ကိုလည်းအမှုပညာအတိုင်းဝိုင်းကပါဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပါတယ်မေပကြီးဟာသူမမင်္ဂလာဆောင်မှာလည်းအနေနဲ့အနက်ဝင့်မလာဖို့အတွက်အထူးမြတ်တာရက်ခံခဲ့တာဖြစ်ပြီးဝင့်လာနိုင်တဲ့အရာတွေကိုလည်းမင်္ဂလာဖိတ်စာမှာတခါတည်းထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်မေပကြီးရဲ့မင်္ဂလာဆောင်ဟာအားလုံးထဲမှာထူးခြားနေရဖြစ်ပြီးတော့သူမအနေနဲ့လည်းမင်္ဂလာပွဲအတွက်အများကြီးပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်မေပကြီးကတော့သူမမင်္ဂလာဆောင်ကိုတက်ရောက်ကြီးမြင့်ပေးတဲ့လူတိုင်းကိုလည်းကျေးဇူးတင်စကားဆိုထားပါတယ်သူမမင်္ဂလာဆောင်မှာပါဝင်အားဖြည့်ပေးတဲ့သူတိုင်းကိုလည်းအလေးထားခဲ့ရဖြစ်ပါတယ်မေပကြီးကတော့သူမမင်္ဂလာဆောင်ပြီးတဲ့အခါမှာတော့လက်ဖွဲ့တွေကိုစစ်ဆေးကြည့်တယ်လို့ဆိုပါတယ်လက်ဖွဲ့တွေကအားလုံးအကြီးကြီးတွေဖြစ်ပြီးတော့သူမဟာအသေးဆုံးပစ္စည်းကိုအရင်ဆုံးဖွင့်ဖောက်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ကြည့်လိုက်တဲ့အခါမှာတော့ထင်မှတ်မထားလောက်အောင်အံ့ဩဝမ်းသာသွားခဲ့တယ်လို့ပြောလာခဲ့ပါတယ်ပစ္စည်းသေးသေးလေးပေမဲ့လည်းအဲ့ဒီပစ္စည်းဟာရွှေဆယ်ကျက်သားအကယ်ဒမီအခောက်ရွှေတုံးဖြစ်နေရကြောင်းအရန်ကိုအံ့ဩသွားခဲ့တယ်လို့ပြောလာခဲ့ပါတယ်သူမအဆိုရင်တော့အခုလိုမျိုးလက်ဖွဲ့တာကြောင့်လေလက်ဖွဲ့သူကိုအရန်အားနာသလိုအခုလိုငွေဈေးတက်တဲ့အချိန်မျိုးမှာတန်ဖိုးငွေအများကြီးလက်ဖွဲ့တာကြောင့်လေယူရမှာမဝိမရဲဖြစ်ရတယ်လို့ဆိုပါတယ်ဒါကြောင့်လေရွှေဆယ်ကျက်သားဘသူပေးလဲဆိုပြီးစုံစမ်းကြည့်တဲ့အခါမှာတော့သူမအမြဲတမ်းအားပေးနေရဲ့အမတယောက်ဖြစ်ကြောင်းသိလိုက်ရတာဖြစ်ပါတယ်အဲ့ဒီအမဟာသူမအမှုပညာလောကတွေဝင်လာကြတဲ့ကအမြဲအားပေးနေသူတယောက်ဖြစ်ပြီးသူမကိုအမြဲတမ်း supporting ပေးခဲ့သူတယောက်ဖြစ်ပါတယ်သူမ live ဆေးရောင်းရင်လည်းအမြဲတမ်းအားပေးသူတယောက်လို့မေပကြီးကပြောပါတယ်သူမကိုဆိုရင်အရာရာဖြည့်ဆည်းအားပေးသူတယောက်လို့လည်းပြောပါတယ်သူမဘာလို့ဘာရောင်အမြဲတမ်းဝယ်သူတယောက်သူမအပေါ်မှာကျေးဇူးများစွာရှိတဲ့လူတယောက်ဆိုပြီးမေပကြီးကပြောလာခဲ့ပါတယ်အခုလိုမျိုးရွှေဆယ်ကျက်သားလက်ဖွဲ့တဲ့အခါမှာလေသူမအနေနဲ့ယူရမှာအားနာတယ်ပြန်ပေးဖို့လဲဖုန်းဆက်ပြီးမိတ်အမကတော့မယူဘူးသူမကိုချစ်လို့ပေးတာဆိုပြီးပြောလာကြောင်းပြောလာခဲ့ပါတယ်မေပကြီးကတော့စေတနာကောင်းတာကြောင့်လဲကံကောင်းသူတယောက်ဖြစ်ပြီးသူမကိုချစ်ခင်တဲ့သူတွေလည်းပေါများတာဖြစ်ပါတယ်အခုခေတ်မှာရွှေဆယ်ကျက်သားဆိုတာသိန်းထောင်ချီတန်မိုးရှိတာဖြစ်ပြီးတော့ဘယ်သူမှလည်းမရဘူးတာဖြစ်ပါတယ်မင်္ဂလာလက်ဖွဲ့အဖြစ်နဲ့အကယ်ဒမီရွှေစင်တုံးရခြင်းဟာလည်းတကယ့်ကိုမှကံကောင်းခြင်းတစ်ခုပဲဖြစ်ပါတယ်မေပကြီးဟာသူမရဲ့ကံကောင်းမှုကိုလည်းပရိသတ်တွေသိအောင်ချပြလာခဲ့တာဖြစ်ပါတယ်အာနာပေမဲ့လည်းအမကသူမကိုစေတနာရှိလို့ပေးရကြောင်းလည်းအာနာနာနဲ့ပဲယူထားခဲ့ကြောင်းကိုလည်းပြောလာခဲ့ပါတယ်မေပကြီးကတော့ပထမဆုံးဖွင့်ပေါက်ကြည့်တဲ့မင်္ဂလာလက်ဖွဲ့မာတင်ကိုအတော်လေးအကျိုးမြတ်ရလိုက်တာဖြစ်ပါတယ်မင်္ဂလာပွဲကုန်ကြစီလဲတွက်ချေကြိုက်သွားခဲ့တာဖြစ်ပါတယ်နောက်ထပ်လည်းသူမကိုရင်းနှီးတဲ့သူတွေကယတနာစိန်ကြောက်တွေလက်ဖွဲ့အောင်မှာပဲဖြစ်ပါတယ်ပရိသတ်တွေလည်းမေပကြီးအတွက်အားပေးစကားလေးပြောပြီးသွားခဲ့ပါအောင်ရှင်